ငါတို့အခုကိုလင်းရှိုးတော့မှာကကားတွေကိုအရေးကြနဲ့ရောင်းတာ 20% ထောင်းပေးမှန်းနေစပြီ ငါတောင်းပေးမှလည်းမပေးနိုင်ဘူးနော်20%လည်းမသွင်းနိုင် ကဲနင်းခံကြဘာဖြစ်လဲ တီလာငူနေလို့ကိုသွားနေလို့ငါတို့တားတယ်လေနင်းသက်ကိုမြင်နိုင်တယ်ဆို အားလိုက်တာဒီမှာဗောအားကုန်လေအားပါပစ္စည်းတွေကငါယူပေါင်ထားတဲ့အတွက်ငါရောက်မှလာတော့မှမလဲအဲ့လောက် ဟုတ်ပါတယ်ငါမမန်းသိပါပြီ ဒီဘွားကခေါင်းသားချလိုက်တော့ရောက်ပြီမပြူလာမဟုတ်ဘာတောင်းကြဒီကြတာရမလာလားတန်းနေစိုးနေလို့ ကလည်းရသေးတယ်ငါ့အများကြီးဒီညမတိုက်နဲ့နော်ကိုကကိုကားမောင်းပြီးပြန်ရမှာ ဆွဲပြူတော့အကောင်လုံးကကိုကားကိုပါလာတော့မယ်လားရတယ်ကဲစိတ်ဖို့လေတော့ကြာတယ် Cheers ကဲစားကြနော်ငါတငယ်ချင်းတွေဒီမှာရောက်ရင်မောပြီးတော့ချက်ချင်းစားခြင်းနေမှာဆိုလို့ငါတခါတည်းကြိုမာထားတာနော် မင်းပြည့်စုံတယ်တကယ်ကြီး is the best ပဲနော် ဟောပြီးရင်ဘာစီစဉ်နေရှိသေးလဲ ဟဲ့တော့ငါတို့ကငါထွက်ကြမယ်လေ မလိုက်ဘူးနော်ငါအိမ်ပြန်မောင်းနော် ဖြူကလောက်ပြီးတွေ့တာအမြဲတမ်းဒီတိုင်းပဲနင်ကလင်းချက်ပေါ့ဆိုတော့တီးပြီးသားပါမလိုက်ပါတယ်ရပါတယ် okay လေ ပြီးရော ဒါဆိုစင်မီယာရောလိုက်မှာ ငါထုံးစံလေးလိုက်မှာပေါ့တကယ်ကြီးရိုးရပြတ်လို့မရဘူး လိုက်တယ်နေလိုက်ကတရားရော ငါလည်းတခုသွားစရာရှိသေးလို့ တရားလောက်ပြီးတွေ့လား ဒီကဒါပဲမလားဒီနေရာတော့မှာမလား ငါနဲ့ ဟဲ့နင်းလို့လာပြီနော်အဲ့ဒါကြီးအကျင့်ပါမယ်အရန်မသွားနေနဲ့ အေးပါကိုတငယ်ချင်းကရှိုးတာလေးခဏတစ်ပြုတ်သွားကြည့်တယ်ဟာ တိတ် ငါလည်းလုံးလုံး မင်းမရှိသေးတယ်နည်းနည်းပါးပါးပဲသွားကြည့်မှာ စီးပွားပုံနဲ့တကယ်ကြီး ဟိုထိတ်နော်အဲ့ဒါ ကဲဘလို့နေလဲဒီဝိုင်လေးရောအရသာကောင်းရလားကောင်းတယ် ငါတို့ဒါကြိုက်နေပြော အရန်ကောင်းဝို တိုက်တယ်နော်ဒီဝိုင်လေးကောင်းတယ်ဒီ Vintage Luxury Hotel လေးက style လို့ကောင်းတယ်နော်ဟို river view လည်းဖြစ်တယ်ပြီးတော့ကပ်ပါကင်လည်းကျယ်တယ်ပြီးတော့တင်မောပေါ်မှာဆိုတော့ဟဲ့ငါတို့ဒီမှာလက်လွတ်လက်ချီးလို့ရတာပေါ့နော် အေးဟုတ်တယ်ဟုတ်တယ် နောက်ဆိုငါတို့ဒီကိုပဲလာကြတယ် အေးနောက်တစ်ခါစောလေးလာမနေနော် လေးကောင်းတယ် sunset ပုံလေးလည်းတော်တော်လာ ဆက်ဆက်ဆိုရဓာတ်ပုံရိုက်လို့အရန်လာတယ် ကဲငါနင်းတို့နဲ့ဆက်ပြီးတော့မလိုက်ဖြစ်ဘူးဆိုတော့ဒီဝိုင်းကိုငါရှင်းလိုက်မယ်အေး အရန်ကောင်း ပါပြီကဲ ကျေးဇူးပါဖြူရဲ့အများတန်းတွေးနေရ ရှင်ခုလိုမျိုးတကားခံတဲ့အတွက်ဒီတက်ပို့ပြီးတော့ ချောပါစေနော်တကယ်ကြီး ယောက်ျားပို့ချစ်ပါစေ အဲ့ဒီကအရေးကြီးဆုံးနော် ပြောတယ်မဟုတ်လား ဒါက224ဘက်ကဒီနံပါတ်ကဟယ်လို အေးဖြူနေမမလဲ ငါရှိုးတော့မှာဗောဟဲ့နေရလဲ အေးဒီမှာတီးရအရန်ငုံနေဟာနေဒီကိုလာခဲ့အောင် ဘာတွေဖြစ်လို့တော့ အေးငါလည်းအကျိုးကြောင့်နေရောက်မှာပဲပြောပြမယ်အခုက तू ကတငိုတီဖြစ်နေတာ အေးပြီးရောငါလာခဲ့မယ်ခါတိုင်းဆိုင်မှာပဲမလား အေးဟုတ်တယ် အေးလာပြီဟေးလာပြီနော် ဖြူမြန်လားနော် အေးပါ ကဲမင်းခံကြဘာဖြစ်ပြန်ပြီလဲ တီလာငိုနေလို့ကိုရဲ့သွားအောင်မယ် နေဦးနေဒီမှာလွတ်နေဆင်းနေဒီမှာဖြတ်သွားအောင်လေ မရတော့သွားမှရအောင်သွားလိုက်တော့မယ် ရာငိုမနေတော့စိတ်ညစ်ပါတော့နေရလို့ မကူရင်နိုင်တော့ ဘာဖြစ်နေကြလဲဘာဖြစ်နေကြသွားနေအောင်တန်နေကြားနေရတယ် ဘာဖြစ်ရမှာလဲဖြူရဲ့ညတော့ကလေသူစီးနေတဲ့ကားစီးဦးမှာရှိုးစောလိုက်တာကုံသွားပြီတဲ့ သွားမယ်လို့ငါတို့တားတယ်လေနင်းဆက်ကိုနင်းနိုင်တယ်ဆို ပြောမရဘူးစိတ်ညစ်ဖို့ကောင်း တဲ့တားနေချားနေအောင်အေးလေ တားနေ တော့ကြပါရဲ့နင်တို့ကလည်းငါ့ကိုဝိုင်းပြီးတော့ပြဿနာကိုမစင်းစားပဲနဲ့ဝိုင်းမဲဆူနေကြတယ် မသိတယ်ဆိုငါတို့ဝိုင်းတားကြရလေနော် နေရအောင် ဟုတ်ပါတယ်ငါမမန်းသိပါပြီ ဒီဘွားကခေါင်းသားချလိုက်တော့ အေးသွားလိုက်တော့ဟုတ်ပါအေးလစ်လိုက်တော့နော်အဆရတားနေရတာ တကယ်ချင်းနေရှိပါတော့ဘာငါ့ကို ခဏနေအောင်နင်းအတန်ပြေးကိုခဏလေးရအောင်ငါစဉ်းစားအောင်မယ်ဘယ်လိုလုပ်ပေးတဲ့လဲဆိုတာ မြင်စဉ်းစားလေငါဒီမှာခေါင်းနေရမ်းပူနေငါဘယ်လိုအိမ်ပြန်ရမလဲကားမရှိရဘူး နေခုကားတစ်စီးလုံးပြုတ်သွားပြီ ဟုတ်တယ် နင်းယောက်ျားလည်းမသိသေးဘူး ဟုတ်တယ်အမှန်ငါနိုင်တာငါအမြဲတမ်းသူတို့နဲ့ရရင်ငါနိုင်နေကြအဲ့ငါ့ကိုမနေ့ကဝိုင်းပြီးတော့သူတို့အဲ့ရဲတွေအိုင်နဲ့လှုပ်လိုက်တာငါလုံးဝ နင်းငါပြောတော့နားထောင်အဲ့တိတ်နေလို့ အော်ဘလို့ကူမလဲနော်ကူမဟာကိုပြောကြပါဩဒီမြတ်တောင်တူပါလဲ အခုဟာ
ငါယောက်ျားနာမည်နဲ့ငါတို့ဖွင့်ထားတဲ့ကိုလင်းရှိုးတော့မှာလေ ပြီးပါတယ် ဒါဘယ်လိုလဲငါပြောတာကိုဆုံးအောင်နားထောင်ကြအောင်လေနင်တို့ကလေငါတို့အခုကိုလင်းရှိုးတော့မှာကကားတွေကိုအရေးကြနဲ့ရောင်းတာ 20% ထောင်ပေးမှနေစပြီနေ ငါဒေါင်းပေးမှလည်းမပေးနိုင်ဘူးနော်20%လည်းမသွင်းနိုင်ဘူးနော် ဆုံးတယ်ခဏ မျိုး မျိုး လေ လေ နားထောင်လိုက်ရော ငါတို့ကျမ်းလေးစောလိုက်တာမတီတာရေကျမပြောတာနားထောင်အောင်နော် အေးမြန်ပြောပါ ဒီလိုငါတို့ showroom မှာအခုကွာငါတို့ကယူရိုကားတွေရောင်းတယ်လေနင် Defender တို့နောက်BMW တို့ Mercedes တို့လေဟာတခုခုပေါ့ဟာနင်ကငါရှီကနေပြီးတော့ကားကိုအလဲထက်လှုပ်လိုက်တဲ့ပုံစံမျိုးလေနင်ယောက်ျားအဲ့လိုနင်ဖြည့်ရှင်းလိုက်ပေါ့ ဆိုးတော့မဆိုးနော်အေးဟုတ်ပြီအဲ့ဆိုငါအခုချိန်ချင်းကားတစ်စီးကြပြီးပြန်လို့ရလား အတန်ချက်ချင်းပြောင်းလဲသွားနော်ခုနကတော့ငိုနေတော့ဒီရုပ်ဖုံတော့နဲ့ နေရလဲငါဒီမှာဘလောက်တောင်စိတ်ထိကြိုက်နေလဲနေမတွေ့ဘူးလားကိုတငယ်ချင်းကိုနေအဲ့လိုဝမ်းနဲ့ခွင့်နေပေးတာမလား ငါပြောတာတော့နားမထောင်မဲနဲ့လေတပြဲပြဲနော်အေးဟဲ့အေး အာဒီနေ့ကစားပြီးမရိုက်တော့ပါဘူးဟဲ့ နင်းကလေးနဲ့နေနော်ပြင်နော် အေးပါတငယ်ချင်းတို့ရဲ့ငါဂရိပေးပါတယ် ပြီးရောစောက်ကြည့် အဲ့ဆိုအခုငါဘယ်တော့သွားယူရမှာလဲကား ချက်ချင်းနေချက်ချင်းယူသွားတော့မှာ ပလေကျေးဇူးတင်ပါတယ်ကျေးဇူးရှင်ရဲ့အဲ့နေ့ငါဒီနေ့ကျေးဇူးငါဒီသက်သက်မမေ့ပါဘူးပဲနော် တန်လေးသွင်းတာအောင်မယ်ငါ ပလေဝဲတာဟွာရဲငါ ခုနတီတာနဲ့အခုတီတာနော်မျိုးနော်နင်းနာမည်ကိုတီတာနဲ့မျိုးလို့ပြောင်းလိုက်တော့နော် အောက်စီမပြောဘူးဟဲ့ငါမှဝဲလိုက် ငါတော့မှနောက်ကြွားလားအေး ဖြူငါလဲလေအနန္နာနဲ့နေကိုကိုညီတောင်းအောင်ပဲဖြူရဲ့ မို့နင်းရဲ့ဒီလေတန်နေဒီပုံစံတွေကိုငါသိနေတယ်နော်နင်းလဲဘာလဲတော့ အားလိုက်တာနေမှာဗောအန်းကုန်လေအမ်းမကြီး ဘုရုသွားအမ်းမြန်ပြီလေ ဟဲ့အလိုတူလိုပါနော် ငါ limit ငါမ အေးနင်းလဲ no ငါ limit နဲ့ နင်းကလေနင်းဘုရုသွားအမ်းလို့လဲ ဝမ်းနေတာငါနော် တင်းရလဲဟာ ငါစိတ်မကောင်းဖြစ်နေတာနော် ငါကလည်းလေညဘက်နောက်ရောက်တွေထွက်တာများပြီးတော့လက်ထက်မှာငွေရ30အောင်လုံးဝမရှိတော့တာဖြူရဲ့အဲ့လိုဖြစ်နေဟိုပြီးတော့ငါရဲ့စိန်ရဒီခိုက်တွေကိုလည်းလေငါယောက်ျားမသိအောင်ပေါင်ထားတာလေလည်းမယွင်းနိုင်ဘူး လွန်ကျူးတွေနော်နင်းဟဲ့ နောက်ထပ်အမှုကြီးတာလေငါရောက်ခမရဲ့ပစ္စည်းတွေပါငါယူပေါင်ထားတဲ့အတွက်ကိုငါရောက်ခမလာတော့မှမလဲအဲ့ဒါရှင်းရတော့ပါလေဟိုကြည့်သွားပြီ ငါမလုပ်ပေးချင်ဘူးနော်နင်းလဲနင်းအမ်းလို့ဖြစ်တာလေနော်နင်းမှာတခုခုတခြားစီးပွားရေးနဲ့ပတ်သက်လို့ငါကူညီရရင်လဲထောင်းနင်းကသွားအမ်းတာလေတိရဲ့ကြီးနဲ့အမ်းနေတာလေနင်းကလည်းတော်တော်လွန်ကျူးတွေနော် ဟုတ်တယ်ဖြူငါတက်တာတက်မှာဆိုလို့ အေးဟုတ်တယ် ဒီတော့အလိုတူလိုပါအကြံလူအကြံမှာနိချောက်မပြောနေနဲ့ ပဲတူတွေပဲမှုကအခုမှပြီးတာနင်းကလည်းချက်ချင်းတမှုနော် ဘယ်လိုလဲနေပြဿနာတက်နေရလဲငါ့ကိုမြန်စောင့်နေတာလား နင်းအမောင်ကလည်းနေတာမဟုတ်ဘူးဟဲ့ငါယောက်ျားနဲ့ငါလည်းဘလူးတောင်ပြဿနာတက်မလဲဟဲ့ဒီမှာလည်းကားသက်စီ ဟုတ်တယ်တငယ်ချင်းရဲ့ပြဿနာတွေကလေ နင်းကငါဘက်ကမပါပဲနဲ့အခုပဲငါနင်းကိုကူညီတာနင်းကငါဘက်ကမပါပဲမိုးဘက်ကနေပါနေတာ မိတ်ပါလို့မိတ်ပါ ပြေးပေးရလား ငါပြဿနာလေးဖြူပြောပြီးသားဖြစ်သွားတာပါ အေးပါဟဲ့ မို့နေငါကြံသေးတယ် နင်းရောဟဲ့ ဟိုဟာလေဖြူဒီလငါပေးမှမပေးနိုင်တော့အဲ့ဒါနေ့ယောက်ျားနည်းနည်းပါကြည့်ချက်ပြောလိုက်နော် ဟဲ့အဲ့ဒါဆိုရင်တော့နင်းနောက်လာတော့ဆက်ပေးရမှာနော်နင်း အဲ့မှာဗောတငယ်ချင်းစိတ်ချ လေရှက်တောင်ရှက်လာပြီဟဲ့ငါပဲစိတ်ညစ်လာအောင်မေတယ်နင်တော့ငါထက်တော့စိုးနေ ဟဲ့ရုပ်တရားလေဟုတ်ပါပြီ ဖြူကငါတို့ကိုကူညီမယ်ငါတို့ပြဿနာတွေဖြေရှင်းပေးမယ်ဖြူဆိုတော့ ဒါမှမရှိဘူး ဒီဝိတ်တာရဲ့ခွက်ပေးအောင်ဖြူတွက် ချီယာ ချီယာဆိုတော့များစွာအမလေး ချပါစေ အမလေးကြောက်တက်တယ်နော် အဲ့ဒီစကိုရချင်နေရမလား အေးပေါ့အရေးကြီးဆုံးနင်တို့နဲ့ငါနဲ့တခါမှမပတ်သက်ဘူးလေသူလိုပဲမှတ်ထားလိုက်တော့ မင်းကမင်းငယ်ငယ်မင်းရမ်းချစ်တာပဲ ချစ်တာမို့ကို ပြီးကြတာမို့အမကြံနေတာပါ နောက်3ယောက်လုံးကလေငါအတွက်တငယ်ချင်းမဟုတ်တဲ့တငယ်ချင်းနေအမေကျမရှင်လန်းကြပါသေးရှင်ကျူတို့ရဲ့ကိုလင်းအော်တိုမိုဘိုင်း Sale and Service Center မှာဆိုရင်ကားတွေကိုလက်ငင်းလေးဝယ်လို့ရတယ်လို့အရေးကြအနေနဲ့လည်းဝယ်လို့ရပါတယ်ရှင်အရေးကြအနေနဲ့ 20% down payment ကနေစပြီးတော့တစ်နှစ်ကနေ9နှစ်ထိလည်းဝယ်လို့ရပါတယ်ရှင်ကားဝယ်ခြင်းလားကားရောင်းခြင်းလားအလဲထက်လားအရေးကြလားကား service လားတနေရာထဲမှာပဲ one stop service ရရှိနေပြီပဲဖြစ်ပါတယ်ရှင်ရရှိနိုင်တဲ့ကားမျိုးစားများအနေနဲ့ model မြင့် Europe, Japan, China, Korea, EV ကလုပ်ငန်းသုံး Ford truck တွေအထိကိုအမျိုးအစားစုံလင်စွာနဲ့လူကြီးမင်းတို့စိတ်တိုင်းကြရွေးချယ်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်ရှင်
စားပစ်ပိုင်းအနေနဲ့ကိုလေးရှိုးတို့ရဲ့ကျွမ်းကျင်မကန်နစ်ဆရာများနဲ့ဖော်ရည်ပြူငားတဲ့ဝန်ထမ်းများမှာကားပြင်ဆင်ပေးခြင်းကားပေါ်ရီစိမ့်မုတ်ပေးခြင်းကားအောက်ပိုင်းစစ်ဆေးပြုပြင်ခြင်းကားမှန်စကားကတ်ခြင်းကားလိုင်စင်သက်တမ်းတိုးခြင်းကားအောက်မာကန်ထားခြင်းတွေကိုတနေရာထဲမှာရရှိနိုင်မှာပဲဖြစ်ပါတယ်ရှင်ကားပြင်ဆင်ခြင်းနဲ့ကားအောက်မာကန်ထားခြင်းတွေကိုမျိုးရင်းရောနေဝေးပါအိမ်တိုင်ရရဝန်ဆောင်မှုပေးပါရရှင်လူချင်းမြင့်တို့သွားလာနေရင်ကားဆက်ချိုးရမှုရှိရဆိုရင်လည်းလူချင်းမြင့်တို့ရှိရနေရအထိဝေးစားပေးထွက်ပြီးလိုက်လံပြုပေးပါရရှင်